ကဲ့အခြေခံဖော်မြင်ထိုးဖို့တော့ပေါ့နော်အရင်ဆိုကျွန်မကျိုးကင်တဲ့နည်းလေးကိုပြောပြပေးမှာပေါ့နော်ကျိုးကင်တာကျတော့ကိုအားတက်တယ်လို့ကင်ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်မကျတော့ဘယ်လိုကင်လဲဆိုတော့ဒီလိုမျိုးပေါ့နော်ဒီမှာလက်ဖုံဖက်ကနေပြီးတော့လာတယ်ပြီးတော့ဒီလိုမျိုးတစ်ပတ်ပတ်လိုက်ပြီးတော့ဒီလိုလေးလာပါတယ်ဒီလိုပေါ့နော်အဲ့လိုဒီမှာရှင်းလိုက်တယ်ပြီးရင်ဒီလိုလေးဆွဲပါတယ်ဟုတ်ကဲ့အဲ့ဒါဆိုရင်ပြန်ပြီးတော့ပတ်ပြပေးမယ်ပေါ့နော်တချို့မယ်လက်ဖုံဖက်ကနေလာပြီးတော့ဒီလိုလေးသွားမယ်တစ်ပတ်ရစ်တယ်နောက်တစ်ပတ်ရစ်တယ်ဒီလိုသွားတယ်ဒီမှာကျတော့နောက်ထပ်ဆိုကျတော့အဆိုင်တူးလေးနဲ့ထိုးပြပေးမှာပေါ့နော်ဆောနာတော့ကနံပါတ်4နဲ့ထိုးပြထားတယ်ဆိုတော့ဒီတစ်ခါကျတော့2နဲ့သွားပါမယ်အောက်ကနေအကိုကျိုးတဲ့အကိုထိုးတဲ့အခါကျရင်အောက်ကနေပဲသွားပါမယ်ဒီမှာနော်အောက်ကနေလေးတယ်ပြီးရင်နောက်တစ်ခါလေးရယ်ပြီးရင်ဒီနားလေးကိုထိန်းထားပြီးတော့ဒီလိုလေးကိုပေါက်ထဲကိုဒီလိုဆွဲပြီးတော့ကျမတို့ကွင်းရှင်လေးလောက်တာပါနော်အဲ့ဒါဆိုရင်ဖော်မီထိုးပါမယ်အောက်ကနေယူတယ်တစ်ခါနှစ်ခါသုံးခါလေးခါငါးခါ6ခါ9ခါ10 9 10ကျမတို့အစိုက်သေးနဲ့ထိုးတာဖြစ်တဲ့အတွက်ကြောင့်ချင်းလေးတွေကတသေးလေးပဲထွက်လာတယ်ပေါ့နော်ဟုတ်ကဲ့ပါဒီနေ့တော့ကကြတော့ကျွန်မ form လေးကိုပြန်ပြီးတော့တေချာလေးပြန်ပြီးတော့လာပြီးတော့ရှင်းပြပေးတယ်ပေါ့နော်အားလုံးပဲအစိုးထိကြည့်ပေးကြတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့ဆုံတွေ့ပါမယ်အားလုံးပဲဘိုင်ဘိုင်ပါ